တို့ကစာမကြက်တယ်လို့မင်းရဲ့ရုပ်ကလည်းစာကြက်တဲ့ရုပ်ဖြစ်မနေဘူးအေးဒီစာတစ်ပုတ်ရဖို့အတွက်တို့ကစာကြက်ခဲ့တယ်ဆိုရင်တောင်မှခဏခဏကြက်နေကြမလို့တို့အချင်းနေတို့အဆင့်အတန်းတို့ရဲ့စာကြက်တဲ့ skill နဲ့သာဆိုရင်ကိုရချင်တဲ့ပုတ်စာကိုမျက်တောင်လေးခတ်လိုက်ရုံပဲစာကြက်တယ်ဆိုတာလေခုနှစ်အိမ်ကြားတွေရှစ်အိမ်ကြားတွေအာနာပါနာမရှိအော်ဟစ်ကြက်နေမှစာရတယ်ထင်ရင်နေယူးနေလို့ပဲစာရဖို့ဆိုတာလေနင်ဘလောက်ပဲအော်ကြီးဟစ်ကျင်နဲ့ဖတ်ဖို့ကြိုးစားအဲ့ဒီစာတစ်ပုဒ်ကငါရအောင်ကြက်ပြမယ်别墅里面敞开。别人篮球的不能带，这份来比赛给我跨来没 ？OK， 跨来比咱们那个用干没？我判比较刀票没？啊哈啊！ဘာရိုက်ကြအောင်မတာဘူးမင်္ဂလာပါကျွန်တော်နာမည်ကတော့ဘိုးဝဲမှာ ညီမနာမည်ကတော့ချောပါ ကျွန်တော်တို့နှစ်ယောက်ကအခုနှစ်ဦးသဘောသူခိုးပေးလာတာဖြစ်ပါတယ်အိမ်ကလူတွေကိုပြောချင်တာအဖေနဲ့မေဘာမှစိတ်မပူနဲ့တော့ဒါလည်းအရွယ်ရောက်ပြီဆိုတော့ကိုဘွားကိုကြောင်းနိုင်ပါတယ် ညီမအိမ်ကလူတွေလည်းဘာမှစိတ်မပူပါနဲ့လို့တမျိုးနှစ်ယောက်ကအခုဆိုရင်အရန်ပြောချင်းချင်းဖြစ်နေရမို့လို့လိုက်လည်းမချနဲ့နော်ပြည့်ရခဏပြန်လာခဲ့မယ် အသက်ပြည့်ရဲ့အကြောင်းလေးပြောလိုက် အော်ညီမကဆက်ချက်နဲ့လည်းကြော်ပွားရင်မို့လို့ဘာမှကိစ္စမရှိပါဘူးလို့ ဟုတ်ကဲ့ကျွန်တော်တို့နှစ်ယောက်ကဆိုရင်အခုအရန်ပြော့နေပါတယ်လို့ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ် ဟဲ့ညုံအရေးကြီးရတခုပြောအောင်မယ်အခုလိုမျိုးညီမတို့နှစ်ယောက်ခုတ်ပြစ်တာကတော့စောရနိုင်ကြပါတူတာမရှိဘူးဆိုညီမတို့အခုလိုခုတ်ပြစ်မှာမဟုတ်သူ့ကျေးဇူးတင်အောင်မယ် ဟုတ်တယ်သူကူညီလို့ကျွန်တော်တို့နှစ်ယောက်ကိုပေးဖြစ်တာတာကြီးကျေးဇူးတင်တယ်နော်စောရနိုင်အပွား မင်းလားကွာစောရနိုင်အဲ့လောက်ကူညီချင်တယ်ဟုတ်လား哎呦我的妈！ ကျုပ်ခရရတဲ့ပွဲလားအော်ဝိတ်ချနေလို့ပဲစီနဲ့မကြော်ပေးနဲ့နော်ဟုတ်ဟမ်အဲ့ဘာစီလဲအင်ဂျင်ဝိုင်းစီနဲ့ကြော်နေရတာအင်ဂျင်ဝိုင်းကစားလို့ရလို့လားတော်မီလို့လေတော်ဝိတ်ချနေရနေလို့ဝိတ်မကြဘဲနဲ့မလာကြီးရဖြစ်တော့မှကျွန်တော်တို့မယူတော့မစားတော့ဘူးနော်